ဒီတစ်ခါကြာရောက်တဲ့အုပ်စုကိုကြည့်လိုက်ရုံနဲ့တင်သိတာပါတယ်တကယ်ကိုမလွယ်တဲ့ group တစ်ထဲကျသွားတာပါမြန်မာ U19 အသင်းဟာအင်ရှင်ဆော်ဒီအာရေဗျတာဂျီကစ္စတန်ထိုင်းတို့နဲ့တအုပ်စုတည်းကစားရမှာဖြစ်ပြီးပြိုင်ဘက်တိုင်းကအင်အားတောင့်တင်းတဲ့အသင်းတွေကြီးပါပဲအင်ရှင်ဆော်ဒီအာရေဗျကတော့ကိုယ်တည်းလဲတန်အမြန်နှုံးလဲကောင်းတယ်လို့အင်ရှင်ပရိသတ်အားနဲ့ဖိအားပေးကစားမှာပါမြန်မာလက်ရွေးစင်လေးတွေအတွက်ဒီပွဲကစိတ်သက်ပိုင်းဆိုင်ရာတော်လေးစိန်ခေါ်မှုကြီးမဲ့ပွဲမှုအမှားယွင်းလုံးဝမခံပါဘူးတာဂျီကစ္စတန်ကတော့အာရှအလဲပိုင်းစတိုင်တိုင်းခန္ဓာကိုယ်ထွားကြိုင်းပြီးထောက်ကန်ပေါ် free kick တွေမှာအရန်အန္တရာယ်ရှိပါတယ်။တစ်ချိန်လေးအာယုံဆိုင်မှုလွတ်သွားတာနဲ့ဂိုးပေးရနိုင်တဲ့အထိဂရုစိုက်ရမှာပါ။ထိုင်းအသင်းဟာနီးစနစ်ပိုင်းကြစ်လက်ပြီးဘောလုံးကင်ကစားတတ်တဲ့အသင်းမှာအာဆီယံပြိုင်ဘက်တွေဖြစ်လို့စိတ်သက်ပိုင်းဆိုင်ရာတင်းမာမှုရှိပေမဲ့ဒီပွဲကတော့ကျွန်တော်တို့အတွက်အမှတ်ရဖို့အလားအလာရှိဆုံးပွဲလို့ပြောလို့ရပါတယ်ကျွန်တော်တို့မြန်မာအသင်းမှာလည်းအားသာချက်ရှိပါတယ်အထူးသဖြင့်လင်မြန်တဲ့ counter attack တွေနဲ့ space တွေကနေဂိုးယူနိုင်တဲ့စွမ်းဆောင်ရည်ပါအဓိကကတော့စီကံတကြနဲ့အမှားနည်းနည်းနဲ့ကစားနိုင်ဖို့ပါပဲယုံကြည်မှုရှိရှိနဲ့သာပုံစံကောင်းထုတ်ပြနိုင်ရင်အားအသင့်စရာရလဒ်တွေထွက်လာနိုင်ပါတယ်မြန်မာ U19 အသင်းကိုအားပေးကြပါတပွဲချင်းစီတမိနစ်ချင်းစီကိုအကောင်းဆုံးကြော်ဖြတ်နိုင်ရင်ဘောလုံးလောကမှာဘာမဆိုဖြစ်သွားနိုင်ပါတယ်